Coucou mes amis ဒီနေ့ဗီဒီယိုမှာတော့ les métiers ဒါမှမဟုတ် les professions လို့ခေါ်တဲ့ကိုယ့်ရဲ့ profession ကိုယ့်ရဲ့အလုပ်အကိုင်ဥပမာကျမကတပုံဆရာပါသူကတော့ဆရာဝန်ဖြစ်ပါတယ်သူတို့ကတော့ကျောင်းသားတွေဖြစ်ပါတယ်စသဖြင့်ပြင်သစ်လို့ဘယ်လိုပြောရမလဲဆိုတာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ကိုယ့်ရဲ့ profession ကိုပြောဖို့ဆိုလို့ရှိရင်အချက်နှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ être to be verb ကိုသုံးပြီးတော့ပြောပြရပါမယ် conjugate လုပ်ကြည့်ကြမယ် je suis tu es il est elle est nous sommes vous êtes ils sont elles sont အဲ့တော့ဒီ verb ကိုသုံးပြီးတော့ပြောပြရမယ်နံပါတ်1အချက်ကကြတော့ profession တွေတိုင်းမှာအထီးအမခွဲရပါတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင် English မှာဆိုလို့ရှိရင် student ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ် student ဆိုရင်ပြီးသွားပြီဒါပေမဲ့မြန်မာမှာကြတော့ယောက်ျားလေးအတွက်ဆိုရင်ကျောင်းသားမိန်းကလေးအတွက်ဆိုရင်ကျောင်းသူနောက်တစ်ခု English မှာက teacher ဆိုရင်ယောက်ျားလေးအတွက်ကောမိန်းကလေးအတွက်ကောဒါပေမဲ့မြန်မာမှာကြတော့ယောက်ျားလေးအတွက်ဆိုရင်ဆရာမိန်းကလေးအတွက်ဆိုရင်ဆရာမစသဖြင့်နည်းနည်းလေးကွာခြားသလိုမျိုးပြင်သစ်စာမှာလည်းယောက်ျားလေးဆိုရင်တစ်မျိုးသုံးပေးတယ်မိန်းကလေးဆိုရင်တစ်မျိုးသုံးပေးရပါတယ်ဒါပေမဲ့မခတ်ဘူးဥပမာလေးတွေလုပ်ကြည့်ကြမယ်ပထမဆုံးတစ်ခုက student ယောက်ျားလေးအတွက်ဆိုလို့ရှိရင် étudiant မိန်းကလေးအတွက်ဆိုရင် étudiante စာကြောင်းလေးတွေပြောကြည့်ကြမယ်ကျွန်တော်ကကျောင်းသားပါ je suis étudiant ကျမကကျောင်းသူပါ je suis étudiante သူကကျောင်းသားပါ il est étudiant သူမကကျောင်းသူပါ elle est étudiante သူတို့ကကျောင်းသားတွေပါ ils sont étudiants သူမတို့ကကျောင်းသူတွေပါ elles sont étudiantes အဲ့တော့ပထမတစ်ချက်ကဘာလဲဆိုရင် masculine ကို ut တလုံးပေါင်းပေးလိုက်လို့ရှိရင် feminine ဖြစ်သွားတယ်နောက်ထပ်ဥပမာတွက်ကြည့်မယ်ရှေ့နေ masculine အတွက်ဆိုရင် avocat feminine အတွက်ဆိုရင် ut တလုံးပေါင်းထည့်မယ် avocat နောက်တစ်ခုက ဝန်ထမ်းယောက်ျားလေးအတွက်ဆိုရင် employé မိန်းကလေးအတွက်ဆိုရင် employé masculine ကို ut ပေါင်းလိုက်လို့ရှိရင် feminine ဖြစ်သွားတာနောက်တစ်ခုကကြတော့ masculine ရော feminine ရောကအတူတူပဲဥပမာပထမတစ်ခုကဆရာဝန် médecin အတန်ကိုအမြန်ထွက်တော့ médecin ယောက်ျားလေးအတွက်လည်း médecin မိန်းကလေးအတွက်လည်း médecin နောက်တစ်ခုကဓာတ်ပုံဆရာယောက်ျားလေးအတွက်ဆိုရင် photographe မိန်းကလေးအတွက်ဆိုရင်လည်း photographe အဲ့တော့တချို့ profession တွေကယောက်ျားလေးရောမိန်းကလေးရောအတွက်အတူတူပဲနောက်တစ်ခုသွားကြည့်မယ် ESTE ဒါနဲ့စုံလို့ရှိရင်လည်း feminine မှာဘာမှပေါင်းစရာမလိုဘူး masculine ကော feminine ကောကအတူတူပဲဥပမာသွားဆရာဝန်ဆိုရင် dentiste ယောက်ျားလေးလည်း dentiste မိန်းကလေးလည်း dentiste နောက်တစ်ခုက journalist ယောက်ျားလေးအတွက်ဆိုရင် journalist IST နဲ့စုံတယ်အဲ့တော့မိန်းကလေးအတွက်ဆိုလည်းအတူတူပဲ journalist နောက်တစ်ခုကကြတော့ယောက်ျားလေးအတွက်မှာ ER နဲ့စုံထားလို့ရှိရင်မိန်းကလေးအတွက်ကို ESONGAHA R နဲ့အဆုံးသတ်ပေးရပါတယ်ဥပမာမုံဖုတ်သူဆိုရင်ယောက်ျားလေးအတွက်က boulanger မိန်းကလေးအတွက်ဆိုရင် boulangère အဲ့တော့ boulangère နောက်တစ်ခုယောက်ျားလေးအတွက်မှာ EUR နဲ့စုံလို့ရှိရင်မိန်းကလေးအတွက်ကို
U S E နဲ့အဆုံးသတ်ပေးရပါတယ်ဥပမာhairdresser စပင်းညှက်စရာဆိုလို့ရှိရင်ယောက်ျားလေးအတွက်က coiffeur မိန်းကလေးအတွက်က coiffeuseနောက်တစ်ခုကြတော့ယောက်ျားလေးမှာ T E U R နဲ့ဆုံးရင်မိန်းကလေးမှာ T R E C E နဲ့အဆုံးသတ်ပေးရပါတယ်ဥပမာတရုပ်ဆောင်ဆိုရင်ယောက်ျားလေးအတွက်က acteur မိန်းကလေးအတွက်ဆိုရင် actrice နောက်တစ်ခုကြတော့ယောက်ျားလေးမှာ E E N နဲ့ဆုံးရင်မိန်းကလေးမှာကြတော့ E E N N E နဲ့အဆုံးသတ်ပေးရတယ်ဥပမာစေဝါကျွမ်းကျင်ဆိုလို့ရှိရင်ယောက်ျားလေးအတွက်က pharmacien မိန်းကလေးအတွက်ကြတော့ pharmacienne ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒါကအလွယ်မှတ်လို့ရတဲ့အတိုင်းအတာပေါ့နော်ဒါပေမဲ့လို့ဒီပြင်သစ်စကားမှာကချွင်းချက်တွေကအများကြီးပဲအဲ့တော့ဒီ profession မှာလည်းချွင်းချက်တွေရှိတယ်ဒီနီးလန်းကိုမလိုက်နာတဲ့ချွင်းချက်တွေရှိတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင်U R နဲ့ဆုံးပင်မဲ့ U S E ကိုမသုံးသွားတဲ့အလောက်ကိုင်းကြီးလည်းရှိတယ်ဥပမာတစ်ခုပြောရရင်ဆရာပေါ့နော်ယောက်ျားလေးအတွက်ဆိုလို့ရှိရင် professeur ဘာနဲ့ဆုံးလဲဆိုရင် U R နဲ့ဆုံးတယ်ဒါပေမဲ့ မိန်းကလေးအတွက်ဆိုလို့ရှိရင် U S E နဲ့မဆုံးမဲနဲ့သူကမိန်းကလေးအတွက်လည်း professeur ယောက်ျားလေးအတွက်လည်း professeur မိန်းကလေးအတွက်လည်း professeur ခုနကနီလန်းတွေကိုမလိုက်နာတဲ့ train ချက်ဒီလိုမျိုးအလောက်ကိုင်းနေလဲရှိတယ် train ချက်တွေကိုကြတော့တွေးတဲ့ခါကျမှပဲတခါတည်းအလွတ်ချက်ပြီးတော့မှတ်သွားမှာပဲရပါမယ်အဲ့တော့ဒီလောက်ဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်အကိုင်ကိုပြောတတ်သွားပြီအဲ့တော့သူများကိုအလုပ်အကိုင်နဲ့ပတ်သက်ပြီးတော့ဘာလုပ်လဲဆိုပြီးမေးမယ်ဆိုလို့ရှိရင်မေးလို့ရတာက၃မျိုးရှိတယ်ပထမတစ်ခုကကြတော့ quelle est votre profession တဲ့ရဲ့ profession ကဘာလဲဆိုပြီးမေးတာနောက်နံပါတ်2ကကြတော့ quel est votre travail တဲ့ရဲ့အလုပ်ကဘာလဲနောက်တစ်ခုကကြတော့ qu'est-ce que vous faites dans la vie တဲ့ရဲ့ဘဝမှာဘာလုပ်လဲပြောချင်တာကတဲ့ရဲ့ဘဝမှာဘာလုပ်လဲဆိုတာတဲ့ရဲ့အလုပ်ကံကဘာလဲလို့ပဲပြောချင်တာအဲ့တော့ဒီ၃မျိုးနဲ့မေးလို့ရပါတယ် quelle est votre profession quel est votre travail qu'est-ce que vous faites dans la vie ကြိုက်တာနဲ့မေးလို့ရပါတယ်အဲ့တော့သူများကိုလည်းမေးတတ်သွားပြီကိုယ့်ရဲ့အလုပ်ကံကိုလည်းဖြေတတ်သွားပြီဒါပေမဲ့ Alice ကအလုပ်ကံအများကြီးကိုပြောတော့တာမဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့အလုပ်ကံကိုဘယ်လိုခေါ်လဲဆိုတာသိချင်တယ်ဆိုလို့ရှိရင် comment မှာမေးသွားလို့ရပါတယ်ပြန်ဖြေပေးပါမယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ် au revoir bisous